quality ဆိုတာအောင်မြင်တဲ့ထုတ်ကုန်ဝန်ဆောင်မှုနဲ့အတွေးအခေါ်တိုင်းရဲ့နောက်ွယ်ကမမြင်ရတဲ့အုတ်မြစ်ဖြစ်ပါတယ်။သူကဂတိကဝတ်တစ်ခုကိုလက်တွေ့အကောင့်ထဲပေါ်လာစေပြီးရိုးရိုးတာမန်အရာတွေထဲကနေထူးခြားပြောင်မြောက်တဲ့အရာတစ်ခုဖြစ်အောင်ခွဲထုတ်ပေးလိုက်တာပါ။ဒီကနေ့ကမ္ဘာမှာ quality ဟာနည်းပညာဆိုင်ရာစံနှုန်းတစ်ခုတည်းမကပဲယုံကြည်မှုရွေးချယ်မှုနဲ့ရေရှည်အောင်မြင်မှုကိုဆုံးဖြတ်ပေးတဲ့ကမ္ဘာသုံးတန်ဖိုးတစ်ခုဖြစ်လာပါပြီရှင်။စီးပွားရေးပညာရေးကျန်းမာရေးစောင့်ရှောက်မှုသို့မဟုတ်နေ့စဉ်ဘဝတွေမှာ quality ဟာရေတိုစိတ်ကျေနပ်မှုနဲ့ရေရှည်တည်တံ့သောအောင်မြင်မှုတို့ကြားခြားနားချက်ကိုဖန်တီးပေးနိုင်တဲ့စွမ်းအားရှိပါတယ်။ quality ရဲ့စစ်မှန်သောအဓိပ္ပာယ် quality ရဲ့အဓိကအနှစ်သာရကတော့မျှော်မှန်းချက်တွေကိုပြည့်မီစေခြင်းသို့မဟုတ်မျှော်မှန်းထားတာထက်ပိုမိုကောင်းမွန်အောင်စွမ်းဆောင်ပေးခြင်းပဲဖြစ်ပါတယ်။သူကနည်းပညာပိုင်းဆိုင်ရာသတ်မှတ်ချက်တွေတင်မကပဲစိတ်ပိုင်းဆိုင်ရာအရာပါသုံးစွဲသူကိုရောင်ရဲမှုစိတ်အေးချမ်းမှုနဲ့သစ္စာရှိမှုတွေကိုဖြစ်ပေါ်စေပါတယ်ရှင်။ယုံကြည်မှု၏အခြေခံအုတ်မြစ်ယုံကြည်မှုဆိုတာတည်ဆောက်ဖို့နှစ်ပေါင်းများစွာကြာတတ်ပေမဲ့ပျက်စီးဖို့ကတော့စက္ကန့်ပိုင်းပဲလိုပါတယ်။ယုံကြည်မှုကိုကာကွယ်ဖို့အလွယ်ဆုံးနည်းလမ်းကတော့ quality ပါပဲ။အရေးအသွေးမြင့်မားမှုကဆက်ဆံရေးကိုပိုမိုခိုင်မြဲစေပြီးအရေးအသွေးပြက်ကွက်မှုကတော့ရေရှည်နာကျင်မှုကိုဖြစ်စေပါတယ်။ဒါကြောင့် quality ဆိုတာရွေးချယ်စရာမဟုတ်ပဲတာဝန်ယူမှုတစ်ခုပဲဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာပုံစကားရဲ့ quality ရဲ့ထူးခြားချက်ကကမ္ဘာပေါ်မှာရှိတဲ့ယဉ်ကျေးမှုမျိုးမျိုးကြားထဲမှာတူညီတဲ့ဘာသာစကားအဖြစ်စကားပြောနိုင်ခြင်းပါပဲ။လူတွေရဲ့ရိုးရာနဲ့အကြိုက်ချင်းမတူရင်တောင်မှကောင်းမွန်တဲ့ထုတ်ကုန်နဲ့စနစ်တကျရှိတဲ့လုပ်ငန်းစဉ်ကိုတော့ကမ္ဘာတဝန်းလုံးကအတိအမှတ်ပြုလေးစားကြပါတယ်။ဒါကြောင့်သူကကမ္ဘာကုန်သွယ်ရေးမှာအတားအဆီးတွေကိုဖြိုဖျက်ပေးတဲ့ကိရိယာတစ်ခုလည်းဖြစ်ပါတယ်။စဉ်ဆက်မပြတ်တိုးတက်ပြောင်းလဲနေသောခရီးစဉ် quality ဆိုတာပုံသေးရက်နေတဲ့အရာမဟုတ်ပါဘူး။ဒီနေ့အတွက်အလွန်ကောင်းမွန်တဲ့အရာကမနှက်ဖြန်မှာရိုးရိုးတာမန်ဖြစ်သွားနိုင်လို့အရေးအသွေးဆိုတာပန်းနိုင်တစ်ခုမဟုတ်ပဲစဉ်ဆက်မပြတ်သွားနေရမယ့်ခရီးစဉ်တစ်ခုလည်းဖြစ်ပါတယ်။ဤပညာအသစ်တွေပြောင်းလဲလာတဲ့သုံးစွဲသူလိုအပ်ချက်တွေနဲ့အညီစဉ်ဆက်မပြတ်မွမ်းမံပြင်ဆင်ပြီးတိုးတက်အောင်လုပ်နေတဲ့လုပ်ငန်းတွေသာလျှင်ခေါင်းဆောင်အဖြစ်ဆက်လက်ရပ်တည်နိုင်မှာဖြစ်ပါတယ်။အရေးအသွေးဤကျင့်ဝတ်ဆိုင်ရာရှုထောင့် quality ဆိုတာလှုပ်ဆောင်နိုင်စွမ်းသာမကပဲလုပ်ငန်းတစ်ခုရဲ့ကျင့်ဝတ်နဲ့တန်ဖိုးထားမှုကိုပါရောင်ပြန်ဟပ်နေပါတယ်။ဉာဏ်ဖြင်းတဲ့ quality ကလေလွင့်ဆုံးရှုံးမှုနဲ့ပတ်ဝန်းကျင်ထိခိုက်မှုကိုဖြစ်စေပြီးကောင်းမွန်တဲ့ quality ကတော့ရေရှည်တည်တံ့မှုနဲ့လူသားတို့ရဲ့ကြိုးပမ်းအားထုတ်မှုကိုတန်ဖိုးထားရာရောက်ပါတယ်။ quality ကိုရွေးချယ်ခြင်းကတာဝန်ယူမှုရှိတဲ့ကျင့်ဝတ်ကိုရွေးချယ်ခြင်းပဲဖြစ်ပါတယ်ရှင်။နေ့စဉ်လူမှုဘဝတွေကအရေးသွေးကျမတို့က quality ကိုကုန်ပစ္စည်းတွေထုတ်လုပ်ပေးနေတဲ့စက်မှုစုံကြီးတွေမှာပဲရှိလိမ့်မယ်လို့တွေးလေးရှိပေမဲ့တကယ်တော့နေ့စဉ်ဘဝစားတောက်မှုဆက်သွယ်မှုအချိန်တီးကြမှုတန်ရှင်းမှုစတဲ့အလေးအထားသေးသေးလေးတွေမှာပါ quality ကကြိုးတက်ရောက်နေတာပါ။ quality နဲ့ပတ်သက်တဲ့ယဉ်ကျေးမှုဆိုတာစီမံကိန်းကြီးတွေမှာမဟုတ်ပဲနေ့စဉ်အလေးထားဖြစ်အောင်လဲတည်ဆောက်ရမှာဖြစ်ပါတယ်။စံချိန်စံမျိုးများနဲ့အတိအမှတ်ပြုအမှတ်တံဆိပ်များ၏အခန်းကဏ္ဍ ISO လိုမျိုးစံချိန်စံညွှန်းတွေနဲ့လွတ်လပ်ပြီးအမိအခိုးကင်းတဲ့အရေးအသွေးအတိအမှတ်ပြုအမှတ်တံဆိပ်တွေဟာ quality ကိုမျက်စိနဲ့မြင်သာအောင်စစ်ဆေးလို့ရအောင်လှုပ်ဆောင်ပေးပါတယ်။ဒါတွေရှိခြင်းအပြင်သုံးစွဲသူတွေဘက်ကဒီထုတ်ကုန်ဝန်ဆောင်မှုတွေကိုစီးမြင်စည်းကမ်းတွေအတိုင်းစစ်ဆေးအတည်ပြုထားတယ်ဆိုတာယုံကြည်စိတ်ချရတဲ့ပွင့်လင်းမြင်သာမှုကိုရရှိစေမှာဖြစ်ပါတယ်။အရေးအသွေးဆိုင်ရာယဉ်ကျေးမှုတည်ဆောက်ခြင်းစစ်မှန်တဲ့အောင်မြင်မှုဆိုတာတစ်ကြိမ်တစ်ခါတည်းလှုပ်ဆောင်ချက်ကနေလာတာမဟုတ်ပဲအဖွဲ့အစည်းရဲ့အလွှာတိုင်းမှာတန်ဖိုးထားတဲ့ယဉ်ကျေးမှုကနေလာတာပါ။ဒါကိုတည်ဆောက်ဖို့အချက်၃ချက်လိုအပ်ပါတယ်။ပထမအချက်ကဝန်ထမ်းတွေကို quality ဆိုတာပါလေ။ဘာကြောင့်အရေးကြီးလဲဆိုတာသင်ကြားပေးခြင်းဒုတိယကခေါင်းဆောင်တွေကအရေးအသွေး quality ကိုကိုယ်တိုင်စံပြအဖြစ်ပြသကျင့်သုံးခြင်းတတိယအချက်က quality ကိုလုပ်ငန်းစဉ် process တွေနဲ့စနစ်တကျထိန်းကျောင်းခြင်းတို့ပဲဖြစ်ပါတယ်။
အရေးသွေးနဲ့အနာဂတ်ကဘာဟာပိုပြီးတော့ရှုပ်ထွေးပြီးပြိုင်ဆိုင်မှုတွေလည်းပိုပြင်းထန်လာမှာဖြစ်ပါတယ်။အဲ့ဒီလိုကဘာမှာဤပညာတွေဘလောက်ပြောင်းယုံကြည်စိတ်ချရမှုကိုတောင်းဆိုတဲ့အချက်ကတော့ပျောက်ပြတ်သွားမှာမဟုတ်ပါဘူး။ quality ဟာအနာဂတ်ရဲ့အဓိကအားသာချက်ဖြစ်နေဦးမှာဖြစ်ပြီးဖြက်လန်းနည်းတွေနဲ့ပေါ်ဆောင်မှုတွေရဲ့ဘေးအန္တရာယ်ကနေကဘာကြီးကိုကာကွယ်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီကုန်းချုပ်အနေနဲ့တင်ပြချင်တာကတော့ quality ဆိုတာပြီးပြည့်စုံနေဖို့မဟုတ်ပါဘူးအမြဲတမ်းတသက်သေးရှိဖို့ယုံကြည်စိတ်ချရဖို့နဲ့မိမိနဲ့ဆက်ဆက်ပတ်သက်နေသူတွေကိုလေးစားဖို့ပဲဖြစ်ပါတယ်။ quality ကိုဗဟိုချက်အဖြစ်ထားရှိတဲ့အခါလုပ်ငန်းခွင်ဆက်ဆံရေးလူမှုပတ်ဝန်းကျင်နဲ့အနာဂတ်တွေအားလုံးပိုမိုခိုင်မာလာမယ်ဆိုတာတင်ပြဆွေးနွေးလိုက်ရပါတယ်ရှင်။